Las Vegas လေးစိတ်တစ်ခုမှာမိန်းမတယောက်ကိုလီယင်ပေါ်တက်ခွင့်မပေးခဲ့ကြပါဘူးအကြောင်းကတော့သူမကသူ့ခွေးလေးကိုလီယင်ပေါ်တင်ဖို့ကြိုးစားနေတာပါသူမကဒီခွေးက service animal ပါကျမနဲ့အတူလိုက်နိုင်ပါတယ်လို့ပြောခဲ့ပြီးမဲ့လိုအပ်တဲ့စာရွက်စာတမ်းတွေမပြီးစီးထားခဲ့ပါဘူးအဲဒါကြောင့်လီယင်စိတ်ဝင်ထမ်းတွေကတော့တက်ခွင့်မပေးခဲ့ကြပါဘူးဒါပေမဲ့နောက်ထပ်ဖြစ်ခဲ့တာကပူပြီးအံ့ဩစရာပါအဲ့ဒီမိန်းမကသူ့ခွေးလေးကို check-in counter မှာကျိုးနဲ့ချီထားပြီးကိုယ်တိုင်တော့ AACC boarding gate ကိုသွားလိုက်တာပါဟုတ်ပါတယ်သူမဟာခွေးကိုလေးစိတ်မှတယောက်ထဲထားပြီးထွက်တော့ဖို့ရည်ရွယ်ခဲ့တာပါကံကောင်းတာကအဲ့ဒီခွေးလေးအတွက်ကံကြမ္မာကမစိုးခဲ့ပါဘူးဟော်ဆဲလို့ခေါ်တဲ့တန်ရှင်းဝန်ထမ်းတယောက်ကအဲ့ဒီအဖြစ်ကိုမြင်ပြီးတော့ရဲကိုဖုန်းဆက်လိုက်ပါတယ်နောက်ဆုံးမှာအဲ့ဒီမိန်းမကိုလီယင်ပေါ်တက်ခွင့်မပေးဘဲဖမ်းဆီးခဲ့ကြပါတယ်သူမဟာယခုအခါထောင်ဒဏ်6လထိကြာခံနိုင်တဲ့အခြေအနေကိုရင်ဆိုင်နေရပါတယ်ဒါပေမဲ့ဇက်လန်းရဲ့အဆုံးမှာတော့နှွေးထွေးစရာကိစ္စတစ်ခုရှိပါတယ်။ဖန်ဆီးမှုတွင်ပါဝင်ခဲ့တဲ့အရေးအရာရှိတယောက်ကအခွေးလေးကိုမွေးစားခဲ့တာပါ။သူကအခွေးလေးကို Jet Blue လို့နာမည်ပေးခဲ့ပါတယ်။အဲ့ဒီနာမည်ကအခွေးလေးကိုတက်ခွင့်မပေးခဲ့တဲ့လေကြောင်းလိုက်ရဲ့နာမည်ပဲဖြစ်ပါတယ်။